အရင်ပိုင်းမှာဆိုရင်တော့ e-patron ကိုင်းသားတွေတယောက်ပြီးတယောက်လဲကျကုန်ချိန်မှာပဲသူတို့ကောင်းထဲမှာမေကွန်းတစ်ခုပဲရှိပါတော့တယ်ဒါအများဖြစ်နိုင်ပါမလားဒီ goblin ကတာမန်မိစ္ဆာတစ်ကောင်နေမဟုတ်ဘူးဆိုတာကိုသူတို့တော်တော်ရင်နဲ့ရေရုံနေချိန်မှာပဲကျူးစုကအနားကိုရောက်လာပြီးအေးဟုတ်တယ်ငါပဲသူ့ကိုဆင့်ခေါ်လိုက်တာလို့ကုံစုံစာနဲ့အဖြေပေးလိုက်ပါတယ်ရန်သူတွေကတော့အန်ဝန်းလို့ဘယ်လိုတော့ goblin တစ်ကောင်ကဒီလောက်ထိအင်အားကြီးနေရလဲအမောင်တူထဲမှာအွန်ဟောဆိုတာဂိုင်းမှာအတန်မာဆုံးလူတွေကတယောက်ပဲလေလို့အော်ဟစ်နေကြပါတယ်ကျူးစုကတော့သူတို့ view မဆိုင်ပဲနဲ့မင်းနဲ့မဆိုင်ဘူးအရေးကြီးတာကငါအခုအရန်ကိုဒေါသထွက်နေရဆိုတာပဲလို့အေးဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဂိုင်းဝင်မင်းကလေးကနေဘာဖြစ်ချင်နေရလဲငါတို့နေကဘာလို့မလို့လဲလို့ပြန်အော်တဲ့အခါမှာတော့ကျူးစုကမင်းတကယ်ပဲဘာမှမသိရလားမင်းကအရန်ဆက်ဆောက်မှုရှိလို့နေတာမင်းဖြစ်ပဲလို့ပြောလိုက်ပါတယ်အမှန်ကတော့သူမရဲ့ဆက်ဆောက်မှုကြောင့်တက်ခတ်ခံရတယ်လို့ဆိုလိုတာဖြစ်ပေမဲ့သူမကတော့နင်တကယ်ကိုယူနေတဲ့နှောက်ဘူးကောင်ပဲလို့အထင်လဲပြီးအော်ပါတော့တယ်ကျူးစုခင်ဗျာလဲနေကိုငါပြောချင်တာကမင်းတို့ကငါတို့ကိုအရင်စတိုက်တာလေဒါကြောင့်ငါနဲ့ငါရဲ့အဖိုးတန်ကိုပလင်ကအခုချိန်မှာစိတ်တွေအရန်ကိုတင်းမာနေပြီလို့ပြောတာလို့ရှင်းပြပေမဲ့နင်းရဲ့အဖိုးတန်လေးကတင်းမာနေတယ်ဟုတ်လားဆိုပြီးပို့လို့တော့ထင်လွဲကုန်ပါတော့တယ်လူတွေရောက်လာတာကိုမြင်တော့ကျူးစုကအမြန်ပဲဇလန်းကိုစထွင်ပြီးကိုပလင်ကိုကိုင်းနေဖြစ်ချင်းမှသူရဲ့ကောင်အဖြစ်တေးဆောင်มาတော့တယ်နေအဲ့ဒီမှာရက်လိုက်စမ်းအဲ့ဒီမင်းကလေးကိုလွှတ်လိုက်စမ်းလို့သူကဟမ်ဘာပါနဲ့អော်လိုက်တဲ့အခါမှာတော့ဟေးဟိုမကြီးကိုအစ်စ်နဲ့ဝတ်ဆောင်တဲ့လူတယောက်က e-patron ကိုင်းတာမရှင်းနိုင်တဲ့ monster ကိုရင်ဆိုင်နေရလားဆိုပြီးအထင်ကြီးကအသေးအတန်နဲ့အားပေးကြပါတော့တယ်ကျူးစုကစိတ်ထဲမှာတော့ဟဲငါကမင်းကလေးတယောက်ကိုကဲဖို့အသက်ဆုံးနေသူရဲကောင်းမို့ဆိုပြီးချင်းနဲ့နေခဲ့ပါတယ်ကျူးစုကဂိုဘလင်စင်ကော်သူစွမ်းရည်ဂိုဘလင်လမ်းလျှောက်ခြင်းလို့ခေါ်တဲ့ skill ကိုအသုံးပြုပြီးတော့ဂိုဘလင်ကိုမြို့ပြင်ကိုညွှတ်တိုက်ဆွဲခေါ်သွားပါတော့တယ်လူတွေကဟိုက်ဂိုဘလင်ခင်ဗျာဘာမှမတတ်နိုင်ပဲနဲ့အာကိုရံဖြစ်နေရပဲလို့ထိတ်လန့်ကုန်ကြပါတော့တယ်အမှန်ကတော့ဒီစကေးကဂိုဘလင်ရဲ့အခြေအနေကိုပိုကောင်းအောင်လုပ်ပေးတာပါကျူးစုကသူကဲခဲ့တဲ့အမျိုးသမီးကိုတီးတန့်ခေါ်ပြီးငါเจ้าကိုဘသူ့ကမှမပြောဘူးလို့ဂတိပေးရင်ငါမင်းကိုငါမတက်ဘူးမင်းသားဂတိမတင်ရင်မင်းအသက်ရှင်လာမယ့်နေရာမှာစောင့်ပြီးမင်းကိုထက်ခါတလေတက်နေမှာလို့အေးစက်နဲ့ချောင်းလိုက်တဲ့အခါသူမခမရဟင်းလို့အော်ရင်းနဲ့ကြက်လန်တော့သွားရှာပါရဲ့ကျူးစုကနာမည်တစ်ဖြစ်တဲ့ဖီယိုရန်ရဲ့ကိုတွားဖို့စူးစမ်းပေမဲ့ e-patron ကိုင်းသားတွေကမလေးကမှာ rate ဖွင့်ထားတဲ့နေ့လေနောက်ကျရင် rate ဆိုတာရက်30လို့သေးတယ်လို့ပြောပြလိုက်ပါတယ်ငါတလားလုံးပိတ်မိနေရလားလို့ငါရဲ့အဖိုးနံချင်းတွေကိုဒီမှာပဲပြောရမယ်လို့ပြောနေရလားလို့ချီဆူစိတ်ပြက်လက်ပြအော်ရင်းနေတော့အချိန်မှာပဲရုတ်တရက်စနစ်စာတန်းကြီးပေါ်လာပါတော့တယ် boss rate ပွင့်သွားပြီလူရန်ပွင့်သွားပြီဟုတ်လားဒါမှဖြစ်နိုင်တာလို့အန်အားတင်နေချိန်မှာပဲချူချူကဒီခွင်ရုပ်အမိရဆုပ်ကင်မှုပြင်ဆင်လိုက်ပါတော့တယ်တကယ်ကြီးပွင့်သွားပြီတရအတွင်းမှာရင် body ပွင့်သွားပြီးတော့အော်ကအန်အားတကြီးနဲ့စတင်ပြောလိုက်ပြီးတဲ့နောက်ဂျင်းကစောင်းရန်ကိုလှည့်မိလိုက်ပါတယ်အထဲမှာလူပနေရရှိလဲစောင်းရန်ကလည်းတရားမှမရှိဘူးအစနစ်ဖြစ်တဲ့သူတွေကမနေ့ကလေးကအောင်မြင်သွားကြပြီနောက်တဲ့နေမြေကြီးဆက်သွားကြပြီလို့ပြန်ပြေးလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရကျူးစုကဒေါသပေါက်ခတ်ထလာပြီးဒါဆိုဒီတစ်ခါလေငါတို့ကြည့်ပဲလို့ငါတီးသားပဲမင်းတို့အောင်လုံးငါ့ကိုလိန်ခဲ့ကြတာတလားလုံးစောင်းရမယ်လို့မင်းတို့ပြောခဲ့တဲ့ငါရေးမိခဲ့တဲ့မင်းတို့တွေအရင်သွားနိုင်ဖို့အတွက်ငါ့ကိုတစ္ဆာဖောက်ခဲ့ကြရပေါ့လေဒီလောက်တောင်ဖြစ်ခဲ့ပြီးအောင်လူတွေကိုထက်ယုံမိရင်ငါပဲအယူဖြစ်တာဘာလို့အော်ဟစ်ပါတော့ဂိုင်းသားတွေကအဲ့လိုမျိုးမဟုတ်ဘူးနေနားလည်မှုလွဲနေရပါငါတို့ကအဲ့လိုမျိုးမဟုတ်လို့တားကြပါမယ်ချူစုကရပါတယ်လို့ပြန်ပြေးပြီးဂျီဝုံကဒါနဲ့မင်းလိုက်ပါလားမလိုက်ဘူးလားလို့မေးလိုက်ပါတယ်ချူစုကလိုက်မှာပေါ့မင်းတို့အားလုံးအထဲဝင်ပြီးအိတ်တုံဖမောက်တင်းယုံယူနေကြတော့ငါကဒီအတိုင်းထိုင်ကြည့်နေရမယ်မှတ်နေလားလို့ပြန်ပြောလိုက်ပါဂျီဝုံကကောင်းပြီလေဒါဆိုတဲမွေကင်ကအမြင်လေးရှင်းပြပြသည်ငါတို့ရထားတဲ့သတင်းအချက်လက်တွေအရဘောရိတ်ကိုဥတီသွားတဲ့အခန်းကတစ်ခုပဲရှိတယ်အဲ့ဒါကမင်းအထဲဝင်သွားတာနဲ့ဘောနဲ့တန်းတိုးမယ်ဆိုတဲ့သဘောပဲဒါကြောင့်တတိထားကြဒါပေမဲ့ဒီလောက်အနေနဲ့ကြီးမယ်အနေများမယ်လို့ငါမထင်ဘူးဒါကငါတို့ level ထက်နေနေတာကိုထက်တွက်ကြည့်ရင်တော့ဒါပေမဲ့တတိထားကြတာမမှားဘူးလို့ရှင်းပြလိုက်ပါတယ်။အော်ကဟုတ်ငါတို့ guide master တာမရှိတာ e-patron guide တစ်ခုလုံးကဒီမှာရှိနေတယ်ဒီလိုပုံမျိုးကိုတက်ဖို့အတွက်ငါတို့ဆက်ဆက်ကပ်ပန်ကြားလိုက်မယ်။တွားကြဆို e-patron လုံးကျုံသွားလိုက်ပါတယ်။ကျူးကျူးကသူ့ရဲ့ goblin ကိုမင်းငါနဲ့အတူရှိနေတာကိုသိသွားရင်အကုန်လုံးလှုပ်ရှုပ်ကုန်ကြလိမ့်မယ်။ဒါကြောင့်ငါလန့်ခေါ်တဲ့အချိန်အတီးဒီမှာပဲစောင့်နေပါလို့မှားထားခဲ့ပါတယ်။စိတ်ထဲမှာတော့ Kiki လေး on နေ goblin ကိုကြည့်ပြီးတော့အဲ့ဒီအချိန်ကလုံးကလို့ဘသူမစုံငါ့ကိုထက်ပြီးတစ္ဆာဖောက်သွားနိုင်တယ်။ဒါမျိုးနောက်တစ်ချိန်ထပ်မဖြစ်စေရဘူးလို့တွေးနေမိပါတယ်။ဒါပေမဲ့အထက်ရောက်တော့တဲ့အကောင်မြင်ကလုံးဝထူးဆန်းနေပါတယ်ဟင်နေပါငါဒါကိုသုံးပြီးသွားပြီမဟုတ်လားထားလိုက်ပါတော့ကွာဘာပဲဖြစ်ဖြစ်ဒါက Boris ဆိုတာဒါမျိုးပေါ့လို့ဘာကြီးလဲဒါကဝတ်ထားတဲ့ကိုကြီးပါလားစနစ်စာသား Family Blue ကြီးရဲ့နေလို့ပေါ်လာတဲ့အခါဂျီယုံကကောက်ကြည့်တဲ့ဆောင်းရောင်ဒီကမင်းဘာတွေကြမ်းနေပြန်လာလဲလို့မေးတော့ဆောင်းရောင်ကငါလည်းမသိဘူးဟာလို့ပြန် on လိုက်ပါတယ်ဂျေဆုကမင်းရဲ့တင်းငိမ့်ပြီးလမ်းနဲ့ပုံစံပဲပြောက်သွားတာလေကင်ဂျူစုအဲ့ဒီမှာအတိုင်းရက်မနေနဲ့ပေါ်တက်စီအမြန်ပြေးရောလို့အော်ရတန်နေကြားနေရပါတယ်ချူစုကမပြေးပဲမင်းတို့ငါ့ကိုနောက်နေရလားမင်းတို့အားလုံးဝတ်ထားတဲ့ကူတွေကနေထပ်ပြေးချင်နေရလားဝတ်ထားတဲ့ကူမှာဘလို့ဆုလက်တွေရှိတတ်လဲဆိုတော့မင်းတို့မသိကြဘူးလားလို့မေးလိုက်ပါတယ်ဂိုင်းသားတွေအဲ့ဒါကိုလူဟန်တိရောက်ပေါ့ကွာအဲ့ကောင်ကအဆင့် level 40ဖြစ်နေလို့ပဲကောင်းမွန်တဲ့ဆုလက်တွေရဖို့လဲရမမထင်နေရလားဝတ်ထားတဲ့ကူကရလာတဲ့ဆုလက်တွေကဘလောက်တောင်ကောင်းလဲဆိုတော့မင်းတို့လုံးဝသိမှာမဟုတ်ဘူးအေးပါပြေးရင်လည်းပြေးကြတော့ဆုလက်အားလုံးငါတယောက်တည်းပဲယူမယ်လို့ဆိုက goblin စင်ခေါ်ခြင်းစွမ်းရည်လူစုချင်းကိုသုံးဖို့ကြိုးစားပါတယ် goblin မင်းကငါရွေးချယ်နေရလိမ့်ငါထွက်ခဲ့လို့ပြောနေတော့ဒါပေမဲ့ goblin ကထွက်မလာဘဲနဲ့စနစ်စာသားကင်ချီစုတေဆုံးသွားပါပြီလို့ပေါ်လာပါတယ်ဂိုင်းသားတွေကတော့ဒီလူကောင်အဲ့ဒီလူကမနေ့က goblin နဲ့တိုက်ခဲ့တဲ့သူမဟုတ်လားသူဘာပဲဖြစ်ဖြစ်ဘသူက view ဆိုင်မှာမဟုတ်လို့လေအဲ့ဒါတည်းပိုအရေးကြီးတာပေါ်တယ်ပိတ်သွားပြီဘာကြီးရိတ်တန်ညုံနေတော့အစောကြီးပိတ်သွားတတ်တယ်လी
ဒါပေမဲ့ဟိုက်တန်ညိုတခုဖြစ်နေရပဲဦးငါတို့ဒီနေရာကိုအထင်သိမိသွားပြီပဲလို့ပြောရင်းနဲ့ရင်ဆိုင်ဖို့ပြင်ကြပါတယ်တာမန်တန်ဂျွန်တွေကဖြစ်နိုင်ခြင်းအလွန်နေပါပေမဲ့အတင်ပြောင်းသွားနိုင်တယ်လို့ rate တစ်ခုကလည်းဝှက်ထားတဲ့ dungeon ကိုတွေပေါ်ထွက်လာနေနိုင်ပါတယ်ဒါကြောင့်မို့လို့ငါတို့တွေဝှက်ထားတဲ့ ball rate နဲ့ရင်ဆိုင်ရတဲ့အကစနစ်စာသားမှာ Tammany Blue ကြီး level 40လို့ပြနေပါတယ်ငါတို့တိုက်ခိုက်ဖို့ကလည်းပြီးအခြားရွေးချယ်စရာမရှိတော့တစ်ဖက်မှာလည်းချီစုကပြန်ရှင်လာပြီးနောက်ငါအဆင့်က30အထက်မှာရှိနေအောင်တိုက်ခိုက်ချက်တစ်ချက်တည်းနဲ့အသက်ခံလိုက်ရတယ်ဟုတ်ဒီကောင်က level 40ဆိုတာသိပေမဲ့ဒါကလွယ်လွန်းတယ်လို့တောက်ငါ state point ကိုသုံးမမေ့သွားဘာပဲဖြစ်ဖြစ်ပေါ်တရားပိတ်သွားပြီဆိုငါ goblin ကိုထပ်ပြီးစိတ်ခေါ်လို့မရတော့ဘူးဂျရနာကမျက်စိရှိမှရှိနေအောင်သုံးမကြတဲ့ goblin ကောင်ဆိုငါတကယ်ပဲစူးတဲ့အားလုံးလက်လို့ရတော့မှလားလို့အသက်ထန်ဖြစ်နေပါတယ်ဂျီယွန်က EB တွန်းအမဲလိုက်ချင်းကိုစတင်ကြရအောင်လို့ပြောလိုက်တဲ့အချိန်မှာပဲအမော်တို့ရဲ့အွန်ဟော့မြန်တို့တက်ခင်မင်းစားမင်းတို့နှစ်ယောက်အရင်သွားပြီးသူ့ရဲ့အားနည်းချက်ကိုရှာဖွေကြလို့အမေပေးလိုက်ပါတယ်အခြားသူတွေကသူကဘသူနဲ့စကားပြောနေရလေလို့တွတ်တွတ်ရေးနေချိန်မှာပဲတွေးနေလို့ဂျီယွန်ကတင်မင်းတင်မှန်ဂျီယွန်အမြန်နှုံးမြင့်တင်ပေးရဲ့ဘတ်နဲ့ဆိုရင်ရန်သူကတုံးမြန်ဖို့အချိန်ရမှာမဟုတ်ဘူးမွန်စတာရိုင်းကအနည်းဆုံးအားနည်းချက်တခုတော့ရှိကြတာကြီးပဲသူတို့နှစ်ယောက်16ချိန်စက်တိုက်ခုတ်ချက်လို့ဆိုလိုရာကသူ့တကိုယ်လုံးဒဏ်ရာရစေမဲ့ခုတ်ချက်32ချက်ရှိလာမှဖြစ်ပြီးတော့ဘယ်တန်ရအနည်းဆုံးလဲဆိုတော့ကြည့်ပြီးသူ့ရဲ့အားနည်းချက်ကိုငါတို့ရှာဖွေနိုင်နိုင်မယ်လို့ရှင်းပြပါဒါပေမဲ့ရတာကတော့မေပြေရှာတွေ့ပြီလားဟင်းဘာတန်ရမှမရလိုက်ဘူး0 damage ဖြစ်သွားတယ်ဒီတက်ချက်ကရန်သူရဲ့အားနည်းချက်ကိုရှာဖို့တက်ဆိုတာသိပေမဲ့ဒါပေမဲ့ငါတိုက်လိုက်ရင်အမြဲတခုခုတော့ထိတိုက်မှုရှိတတ်တာပဲလေလို့အွန်ဟော့ကအော်လိုက်ပါတယ်ဂျီဝန်းကလည်းငါမင်းပြောတာသဘောတူရဲ့ဒါဆိုရင်ဖြစ်နိုင်ရင်နှစ်ခုရှိတာပေါ့ဒါမှမဟုတ်ရင်လည်းသူ့ရဲ့ခုကနိုင်စားတစ်ဖက်ကအယမ်းမြင်မနေရဖြစ်ရမယ်လို့တွေးနေရုံမှာအွန်ဟော့ကအဲ့ဒါကြောင့်မဟုတ်ဘူးပြီးတော့တာမန်တိုက်ခိုက်မှုလောက်တော့သူ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူးသူ့မှာအားနဲ့သူများအပေါ်မိုဒီချင်းဆိုရဲစွာရရှိနေရပဲလို့အဖြေရှာတွေ့သွားပါတယ်အစင်40ရှိတဲ့ကောင်ကိုဒီလောက်ထိအနာတရားဖြစ်အောင်လုပ်နေတာမဲတယောက်တည်းပဲရှိရလို့ပြောစောင်းရမ်းကမဟုတ်ဘူးဒီနေရာမှာအားအပြင်းဆုံးစိုးသက်တက်ကွက်ကိုပိုင်ဆိုင်ထားတဲ့သူမဟုတ်ဘူးအချိန်နဲ့အပေါ်မူဒီပီတူတက်ပိုကောင်းအောင်လုပ်နိုင်တဲ့သူရှိသေးတယ်ပြန်ပြောလိုက်ပါတယ်အဲ့ဒါဘာလဲဆိုတာငါမသိဘူးဒါပေမဲ့အချိန်ရမယ်ဆိုရင်တော့ငါမင်းတို့အချိန်အများကြီးပေးနိုင်တယ်လို့တွေးနေပါတယ်ပဒန်အားတဲ့အာယုံလွှဲပြောင်းနေခြင်းအခြားသူတွေကအဲ့ငတ်တုံးကတော့သူအသက်လွတ်ပြီးပြေးနေရမယ်အစားမွန်စတာရဲ့အာယုံကိုသူ့စီရအောင်ဆွဲလိုက်ပြီးဟွန်းဒါကဘာမှမဟုတ်ဘူးမေဒီတက်ပို့ပြီးတန်ပါမယ်လို့ငါထင်ထားတာလို့အော်ဟင်းနေကြပါတယ်စောင်းရောင်းကဒီအစီအောင်မြင်ဖို့အတွက်ဆိုရင်ငါတို့ဘာအမားယုံမှအဖြစ်ခံလို့မဖြစ်ဘူးသူတို့ကအစင်းနေတဲ့သူတွေပဲသူတို့ကလှုပ်ဝက်အမျိုးအစားတော့မဟုတ်ကြဘူးစစ်တဲ့တော်နှစ်ယောက်ကမွန်စတာအောင်လွှဲနေတဲ့အချိန်မှာငါတို့လူသက်အပွဲကငါတို့ရဲ့အလိုအလျောက်အသက်ဝင်နေစွမ်းရည် physics skill တွေနဲ့သူ့ရဲ့ခုခံမှုကိုချိုးနေပြစ်မယ်လို့ viewer ခင်းလိုက်ပါတယ်ကျေးဇူးကဒီမြင်ကွင်းကိုကြည့်ပြီးဒီကောင်းနေဘာလို့ဒီလောက်တော့တိုင်ပါနေရလဲဒါက guide တစ်ခုရဲ့အနေအထားမျိုးလားတော့သူတို့ကဘောကိုတက်လိုက်တော့မှာပဲငါတည်သွားအတွေ့အကြုံ EAB ဆုလက်တွေရမှာမဟုတ်တော့ဘူးဒီကောင်းစုမင်းကဘာလို့ဒီဘက်ကိုကြည့်နေရလဲမင်းတိုက်ခိုက်ရမယ့်သူကငါကွာဒီရှုံးနေသူတွေတိုက်ခိုက်နေငါဆက်ပြီးမကြည့်နိုင်တော့ဘူးအားလုံးထဲမှာငါအဆင့်အမြင့်ဆုံးဆိုတော့ငါကိုညီပေးမှဇက်လိုက်ဆိုတာနောက်ကျမှပေါ်လာတတ်တာမျိုးပဲလို့ဆိုကဟမ်ဘာဘာနဲ့ပြန်ပေါ်လာပါတော့တယ်အားလုံးကလည်းမင်းဘာလို့ဒီလောက်စောစောပြန်မရှင်ရလဲဆိုဒီကောင်းစုရဲ့လို့အော်ဟင်းနဲ့ဒီ account ဒီမှာပဲဆုံးသက်လိုက်ပါတော့